ဟုတ်ဆရာ ဟုတ်ကဲ့ပါ ဆရာရုံးကရိုက်ခိုင်းတဲ့စာတွေကအများများလို့လေဆရာတမီးကစာရိုက်ပြလို့တမီးပြောလိုက်တဲ့စကလုံးတိုင်းကိုကွန်ပျူတာကအတူရေးခိုင်းစေချင်တာဘယ်လိုလုပ်ရမလဲဆရာ ရုံးကပေးလိုက်တဲ့စာတွေကအများများတယ်ကိုယ်တိုင်လက်နဲ့မရိုက်ချင်ဘူးပေါ့နော် တယ် ပြောလိုက်တဲ့စကလုံးတိုင်းကိုအော်တိုရိုက်စီချင်တာဟုတ်လားโอเคရစေရမယ်ဖြစ်စေရမယ်เนาะဆရာနဲ့တွေ့ရင်ဖြစ်စေရမယ်ဟုတ်ပြီဒါဆိုရင်ဒီမှာကြည့်လိုက်ရအောင်เนาะပထမအဆုံးအနေနဲ့ကျွန်တော် Microsoft Word ကိုဖွင့်ထားပေးလိုက်เนาะMicrosoft Word ကိုဖွင့်ပြီးသွားပြီဆိုရင် keyboard ပေါ်ကလေ Windows ရဲ့ H ရဲ့ကိုနှိပ်လိုက်เนาะ Windows ရဲ့ H ရဲ့နှိပ်လိုက်ဒါဆိုရင်အခုလိုမျိုးလေးဒါမျိုးလေးပေါ်လာလိမ့်မယ်เนาะဒါမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်စရိုက်လို့ရပြီတကယ်လို့ match icon ကရပ်နေတယ်ဆိုရင်ဒီမှာเนาะဒါမျိုးဆိုရင်တော့မရဘူးကျွန်တော်ဒီ match icon ကိုတစ်ချက် click နှိပ်ပေးလိုက်ဒီမှာ listening ဆိုတာဖြစ်နေပြီဆိုရင်ရပြီเนาะဒါဆိုအခုကျွန်တော်စကားနည်းနည်းလေးပြောကြည့်လိုက်မယ်เนาะ hello sorry เนาะဒီမှာ match icon လေးတစ်ချက်နှိပ်ပြီเนาะကျွန်တော်စပြောလိုက်တော့မယ်เนาะ hello ခဏလေးเนาะ okay စပြောတော့မယ်เนาะ hello what is your name what is computer is an electronic device who are you ဟုတ်ပြီเนาะဆိုတော့ကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးတိုင်းကိုသူကကွန်ပျူတာအော်တိုရိုက်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောတဲ့စကားလုံးကရှင်းလင်းနေဖို့လိုတယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်ကျွန်တော်အင်္ဂလိပ်စကားလုံးလေးတွေကျွန်တော်ရိုက်လို့ရမယ်မြန်မာစကားလုံးတော့မရသေးဘူးပေါ့နော်โอเคအဆင်ပြေမလို့ယုံကြည်ပါတယ်စမ်းကြည့်ပါနော် ဟုတ်ကဲ့ပါဆရာအရင်မိုက်တဲ့ မိုက်တယ်နော်โอเคဒါဆိုရင်စမ်းကြည့်လိုက်တော့နော်လုံးဝဗာလဲလက်နဲ့ရိုက်ဆံမလို့တော့ပြောလိုက်သမျှအကုန်ရိုက်ပေးမှာဖြစ်ပါတယ်နော် အရင်โอเคတော့ဆရာ ဒါဆိုရင် bye bye